Prismia အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံရဲ့အနုပညာလောကမှာပရိသတ်တွေရဲ့အခြေကိုအခိုင်အမာရရှိထားတဲ့ထိတန်းမိုရယ်မန်သမီးခင်ဝဝနဲ့ပရိသတ်ချစ်တော်မင်းသားအလဲရောင်တို့ဆိုရင်တယောက်ကိုတယောက်နားလည်မှုအပြည့်နဲ့ရေစက်ဆုံးခဲ့ကြပြီးအခုချိန်မှာတော့ပရိသတ်တွေဆောင်မျှော်နေကြတဲ့တရားဝင်ဆွေလက်တွေတော်မဲ့မင်္ဂလာတဲ့ကောင်းကိုပရိသတ်တွေထံဝေမျှဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်သူတို့ဦးရဲ့တန်ရုပ်စံနဲ့ခိုင်မာတဲ့ချစ်ချင်းမြတ်တာဟာအနုပညာလောကသားတွေနဲ့ပရိသတ်တွေကြားမှာအမြဲတမ်းအားကျစရာကောင်းလာတဲ့ပုံရိပ်တစ်ခုဖြစ်တည်ရှိခဲ့တာပါအခြေအတိုင်းတာတစ်ခုတည်းတယောက်ရဲ့အနုပညာလှူရှာမှုတွေကိုတယောက်ကအေးသူပူမြကူညီဖေးမရဲ့ချစ်ချင်းမြတ်တာကိုခိုင်မာစွာတေဆောက်ခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့မင်္ဂလာတဲ့ဟာအခုဆိုရင်တော့ပရိသတ်တွေကြားမှာအပျော်လွန်ပြီးဝမ်းသာစရာအကောင်းဆုံးတဲ့တပုတ်ဖြစ်ခဲ့ရပါတယ်။ခင်ဝဝဟာဆိုရင်အလှမေဘဝဂရိကနဲ့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့ပြီးချစ်စရာကောင်းတဲ့အပြုံနူးညံ့သိမ်မွေးတဲ့အမူအရာတွေနဲ့အတူအနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်တဲ့မိုရယ်မန်သမီးတယောက်အဖြစ်ရည်တည်လာခဲ့သူဖြစ်ပါတယ်။တစ်ဖက်မှာလည်းအလန်ရောင်ဟာရုပ်ရည်ခင်ညာမှုပိုင်နိုင်ထားတဲ့တယောက်ဆောင်ချက်တွေနဲ့အတူပရိသတ်ပေါင်းများစွာရဲ့ချစ်ခင်မှုကိုရရှိထားတဲ့မန်သားတယောက်ဖြစ်ပြီးသူတို့နှစ်ဦးရဲ့ပေါင်းစပ်မှုဟာပရိသတ်တွေအတွက်တော့အရင်ကိုလိုက်ဖက်ညီလာတဲ့ဆုံတွေ့တွေဖြစ်တမတ်ချင်းခိုင်ခဲ့ရပါတယ်။အနုပညာလုပ်တွေကိုအတူတူလုပ်ကိုင်ရဲ့အခက်အခဲတွေကိုအတူတူကြောဖြတ်ရင်းနဲ့ချစ်သူတတန်တလျှောက်လုံးမှာလည်းအချင်းချင်းအပေါ်ထားရှိထားတဲ့မေတ္တာတရားနဲ့တည်ပြနိုင်ခဲ့သူတွေဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲဆင်နွှဲတော်မယ်ဆိုတဲ့တဲ့နဲ့ပတ်သက်လို့ပရိသတ်တွေရဲ့အနုပညာအတိုင်းဝန်ကမိတ်ဆွေတွေကလည်းလိုက်လေးဝတ်မြောက်ကြောင်းစုမောင်ကောင်းတွေအပြန်အဆိုင်တောင်းပေးနေကြပါတယ်ပရိသတ်တွေဆိုရင်လည်းသူတို့နှစ်ဦးရဲ့ဆွေလက်တွေ့မြင်စိတ်လှရှားစွာစောင့်မျှော်နေကြရုံမကပဲမင်္ဂလာပွဲဝတ်ဆင်မီဝတ်ဆောင်တွေကျင်းပမဲ့ပုံစံတွေကိုပါစိတ်ဝင်စားစွာဖြင့်စောင့်မျှော်နေကြတာဖြစ်ပါတယ်ဒီဥစလုံးဟာအနုပညာလောကမှာကိုယ်စီအောင်မြင်မှုတွေနဲ့ရည်တည်နေကြသူတွေဖြစ်တာကြောင့်ဒီမင်္ဂလာပွဲဟာအနုပညာလောကရဲ့စီကာတိုင်မြတ်ဆုံးနဲ့လက်ပါဆုံးမင်္ဂလာတွေထဲကတစ်ခုဖြစ်လာတော့မှဆိုတာအမှန်ပါပဲရှင်အချစ်ဆိုတာအပြန်လှန်လေးစားမှုနားလည်ပေးမှုနဲ့ယုံကြည်မှုတို့အပေါ်မှာအခြေခံထားသလိုခံဝဝနဲ့အလဲရောင်တို့ရဲ့ဆက်ဆံရေးဟာလည်းဒီအချက်တွေကိုရခိုင်နှုံပြည့်တည်ပြနေပါတယ်သူတို့နှစ်ဦးလုံးဟာကိုရဲ့အနုပညာလုပ်တွေကိုစ조사လုပ်ကိုင်ရင်ပရိသတ်အချစ်ကိုအလေးထားရင်းနဲ့ပဲတရားလက်ပါတဲ့မိသားစုဘွားလေးကိုတည်ဆောက်ဖို့အတွက်တတိရှိခိုင်မာစွာနဲ့ခြေလှမ်းတလန်ကိုစတင်လှန်လိုက်တာဖြစ်ပါတယ်ချစ်သူဘွားကနဲ့စနီးမောင်နဲ့ဘွားတို့ကိုပြောင်းတော့မဲ့သူတို့နှစ်ဦးရဲ့တန်ရုပ်စင်ဟာ80ရမေဘွားခီးလက်မှာလည်းပုံမခိုင်မာလာမှာဖြစ်ပြီးတယောက်ရဲ့လက်ကိုတယောက်မြင့်မြတ်စွာစုပ်ကိုင်ရဲ့ဘွားရဲ့စင်ခေါ်မှုမှန်သမျှကိုအတူရင်ဆိုင်သွားကြတော့မှာဖြစ်ပါတယ်နှွေးထွေးလက်ပါတဲ့မင်္ဂလာတဲ့ကောင်းတဲ့အတူခံဝဝနဲ့အလဲရောင်တို့ရဲ့အနာဂတ်ရွှေလက်တွဲလမ်းကြောင်းဟာလည်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းအေးချမ်းမှုတွေနဲ့ပြည့်နှက်နေပါကြောင်းပရိသတ်တွေနဲ့အတူထက်တူထက်များစုမောင်ကောင်းတောင်းပေးလိုက်ရပါတယ်သူတို့နှစ်ဦးရဲ့တရားဝင်မင်္ဂလာပွဲအခမ်းအနားအသေးစိတ်တဲ့တွေကိုလည်းပရိသတ်တွေအတွက်ဆက်လက်ဝေမျှသွားအောင်မှာဖြစ်တာကြောင့်ပရိသတ်အနေနဲ့သူတို့နှစ်ဦးအတွက်မင်္ဂလာစုမောင်ကောင်းလေးတွေကို comment ထဲမှာရေးသားပေးခဲ့ကြပါအောင်လို့ comment ထဲမှာရေးပေးခဲ့ကြပါအောင်လို့ဖိတ်ခေါ်လိုက်ရပါတယ်